အားလုံးပဲမင်္ဂလာပါဗျာဒီကျွန်တော်ဒီဘာဆိုင်ရဲ့တချင်းလေးတစ်ပုတ် review လုပ်မယ်ဘာဆိုင်ဆိုလို့ဟိုကျွန်တော်တို့ရဲ့ဟိုဟာ rubber ကြီးဟိုစိုင်းခန်းလိုက်အောင်ပြောတာမဟုတ်ဘာဆိုင်ကျော်လုပ်နေကြဟိုဟာပေါ့စိုင်းဒီဇိုင်ပေါ့နော်ဟိုအဲ့ဒီစိုင်းဒီဇိုင်တချင်းတစ်ပုတ်ပေါ့ကျွန်တော် review လေးလုပ်မယ်ရေးတာကတော့ထုံးစံတိုင်းဆရာစိုင်းခန်းလေးရေးခဲ့တယ်ကျွန်တော်ရဲ့ဒီဘကြီးဒီဂူရူကြီးနတ်ဖျားကြီးကြီးဂုတ်ကြီးအဲ့လိုမျိုးပေါ့လို့ပြောအောင်ပေါ့သူရေးခဲ့တဲ့တခြင်းမှာဆရာလေးရေးခဲ့တဲ့တခြင်းလေးတပုတ်ပေါ့အဲ့ဒါကြာခဲ့ပါပြီဟိုးရင်တော့ကျွန်တော်တို့ပေါက်စာလေးတော့တခြင်းမှာအဲ့တခြင်းလေးနဲ့ကျွန်တော်ဟိုဂီတာစတီးရပေါ့ဗျာနော်တခြင်းလေးနဲ့ဂီတာစတီးတယ်အဲ့တုန်းကတော့အရင်ကြီးလဲမတီးတတ်သေးဘူးမတီးတတ်သေးတော့ဒီလိုဟိုငယ်တော့မှရှိသေးတာဟို73နဲ့14နဲ့အဲ့လောက်ပဲရှိသေးတော့ကြတော့ငယ်တော့မှရှိသေးတော့ကြတော့ဘလို့နားလဲမအောင် core progression တွေပါတယ်ဒီဒါပေမဲ့ဒီလိုအသက်ကြီးလာတဲ့ချိန်ကျမှအဲ့လိုမျိုးနားလဲလာတာပေါ့ဒါတော့လူတိုင်းပါပဲအဲ့ဒါတော့ကျွန်တော်တို့နိုင်ငံမှာယာမဖွံ့ဖြိုးနောက်ကြတော့လက်လန်းမီဟာစုတူပြူလောက်ရတာပဲလေဒါကတော့ဟုတ်တယ်ဗလားအဲ့တော့အဲ့တချင်းကဘာလဲဆိုတော့ကျွန်တော်တို့လေညာရက်ကအချစ်စိုင်းဒီဇိုင်ပေါ့ဟိုစိုင်းဒီဇိုင်ထောင်ချပြီးတော့သူပြန်လွတ်လာတဲ့ချိန်မှာထွက်လာတဲ့သူကျွန်တော်ထင်တာတော့အဲ့ဒါပါရင်လည်းမှားလိမ့်မယ်နော်မှားရင်လည်းကျွန်တော်ဟိုထောက်ပြပြောဆိုပေးပါရပါတယ်အဲ့တော့လေညာရက်ကချစ်ပေါ့အကောင်းဆုံးတွေကတပုတ်လို့ပြောလို့ရတယ်သူ masterpiece လို့ပြောလို့ရတယ်တချင်းမျိုးသူတို့ the wild ones data ဖွဲ့ကတိခတ်ပေးခဲ့တာ Oasis တန်စတူဒီယိုမှာတန်သွင်းခဲ့တယ်ပေါ့ဗျာအဲ့ဒါပါပဲနော်အဲ့တော့ဒီတချင်းကိုဘာကြောင့် review လုပ်ဖြစ်လဲကျွန်တော်အဲ့ဒါအဲ့မေးကတော့မေးရမှာခင်ဗျားတို့မေးတင်တယ်အဲ့ဒါဘာလို့ခင်ဗျားအဲ့ဒီတချင်းကို review လုပ်တာလဲပြောစရာတွေအများကြီးပဲအဲ့ထဲမှာ तू တုံးသွားတယ်တချင်းတစ်ပုတ်ဖွဲ့စည်းတဲ့ရေးတဲ့ချိန်မှာလေ cadence ဆိုတာရှိတယ်ကျွန်တော်တို့ cadence ၄မျိုးအခြေခံအားဖြင့်ပေါ့ဗျာအများကြီး cadence တွေကအများကြီးပါဒါပေမဲ့အခြေခံအားဖြင့်သိထားတဲ့ cadence တွေရှိတယ် perfect cadence play out cadence desperate cadence half cadence အားမျိုးတွေ तू က cadence တွေရှိတယ်တချင်းတစ်ပုတ်ရဲ့ဟိုဟာအဆုံးလေးတွေမှာအဲ့လိုမျိုးပြောင်းပြီးတော့ဒီလှည့်စားသွားတဲ့ဟာမျိုးလေးတွေအဲ့လိုမျိုးလေးနောက်ပြီးတော့ကြတော့ကျွန်တော်တို့ဟိုတနည်းပြောခဲ့လို့ဖက်တယ်တုံးဆိုတာရှိရဖက်တယ်တုံးဆိုတာဒီနှုတ်တစ်လုံးထဲကိုတဲပြီးခန်းထားပြီးမှကော့တွေကိုလူတို့ပြောင်းသွားတဲ့ကိစ္စအဲ့ဒါကိုဘာကြောင့်တုံးတာလဲအဲ့ဒါမျိုးတွေပေါ့နော်အဲ့ဖက်တယ်တုံးတွေပါမယ်နောက်ပြီးတော့သူတို့တုံးတာ melody ကိုယူသွားတဲ့အချိန်မှာခေါ့ပေါ်မှာနင်းပြီးတော့ melody ကိုဖော်သွားတဲ့ဟိုဂီတာသမားနောက်ပြီးတော့အဓိကအကြဆုံးချက်အဲ့တချင်းမှာကျွန်တော်ကြိုက်တာရတန်သမားကိုရမ်းကြိုက်တယ်ရတန်သမားရဲ့ပေးထားတဲ့ပေးချက်တွေကလမ်းထွက်နေရပဲအဲ့လိုရိုးလေးပဲပေးတာရိုးလေးပဲပေးတာဒါ तू ကရတန်နောက်ကရတန်သမားဆိုတော့အများကြီးပါတယ်ဗျာကျွန်တော်ပြောရတန်သမားဆိုတော့ဒီဟို keyboard တီးရဲ့လူလည်းပါမယ် drummer လည်းပါမယ်နောက်ပြီးတော့ဒီ hollow ရတန်တီးနေတဲ့လူလည်းပါမယ်ရှေ့တော့ front line တွေကိုဟို front line တွေကို तू ကစိတ်ချလက်ချတီးနိုင်အောင်လို့နောက်ကနေပြီးပေးထားတဲ့ရတန်သမားတွေအဲ့ဒါတွေကအကုန်ရတန်သမားတွေပဲကျွန်တော်ကရတန်ကိုအရင်စိတ်ဝင်စားတယ်အရင်ကတည်းကဒီ bass သမားပဲဖြစ်ဖြစ်ဒီ drummer ပဲဖြစ်ဖြစ် keyboard သမားပဲဖြစ်ဖြစ် hollow လေးနဲ့လိုက်နေတဲ့လူကစကျွန်တော်အရင်ကိုလေးစားရသူတို့ရတန်သမားကောင်းတယောက်ဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်ဒီတခုပေါ့ဗျာဒီ ACDC မှာ ACDC band ရတန်သမားကိုကြည့်လိုက်အဲ့ဒါဆိုရင်ခင်ဗျားသဘောပေါက်လိမ့်မယ်ရှေ့တော့လီသမားကိုမကြည့်နဲ့ရတန်သမားကိုကြည့်တယ်ရတန်သမားဘလောက်ကောင်းလဲဆိုတော့ ACDC band အောင်မြင်နေတာရတန်သမားကြောင့်အောင်မြင်တာအဲ့ဒါမျိုးအဲ့လိုပြောလို့ရတယ်ပေါ့ဗျာနော်ကျွန်တော်ကအဲ့တော့ဒီသချင်းကိုကျွန်တော်သဘောကျတာအဲ့ရတန်သမားတွေကိုသဘောကျတယ်နောက်ပြီးတော့ဒီသချင်းဖွဲ့စည်းပုံတွေကိုသဘောကျလို့ကျွန်တော် review လုပ်ရခြင်းဖြစ်ပါတယ်အဲ့တော့ရပြီကျွန်တော်ရှီဝူးပြောမနေတော့ဘူးစလိုက်အောင်နော်intro ကနေခေါ်ယူလာတဲ့ intro မှာဖွဲ့စည်းထားတဲ့ဟာပေါ့ဗျာကျွန်တော်ခုပြောချင်တယ် intro ဖွဲ့စည်းထားတဲ့ rhythm တွေကိုကျွန်တော်အရင်ဆုံးဟိုလုပ်ကြည့်အောင်နော် key ကတော့သူက F စကြနော် key က
progression အဲ့ core progression ကျွန်တော်အရင်ဆုံးပြောရမယ်ဆိုလို့ရှိရင် key F ထဲကနေပြီးတော့1เนาะအဲ့ core အရင်ဆုံးကျွန်တော်ပြောမယ်เนาะနောက်ပြီးတော့ဒီနောက်ပြီးပါလာမယ် pedal တုံးကိုကျွန်တော်ပြောမှာเนาะဒီ1နောက်ပြီးတော့ဒီ2ပေါ့2မှာသူက G-7 ကိုကင်တယ် G-7 core နောက်ပြီးတော့ဒီ F ရဲ့ major 7ကိုသူပြန်ကင်တယ်အဲ့အချိန်မှာကျွန်တော်ထင်အောင်ထင်မှဖြစ်သွားတတ်တယ် A minor လို့ဘာဖြစ်သွားဘာပဲF major 7ကိုသူကင်သွားအဲ့တော့သုံးသွားတယ်နောက်ပြီးတော့ဒီဟောပေါ့ B flat ကိုရောက်လာ B flat ပြီးတော့ F major 7ကိုပြန်သွားတယ်သွားပြီးတော့ B flat ကိုပြန်လာတယ်ဘာလို့အဲ့လိုမျိုးပြန်ပြီးတော့သွားလိုက်ပြန်လိုက်ဖြစ်နေအောင်ဆိုတော့ပြောပြမယ်နော်နောက်ပြီးတော့ A minor ကိုလာတယ် A minor ကိုပြီးတော့ G minor ကိုပြန်ဝင်လာတယ်ဝင်ပြီးတော့မှဒါဆိုbase ကအဲ့လိုခေါ်သွားအဲ့ကြတော့ကျွန်တော်တို့ကအဲ့မဲ့ဟိုကျွန်တော်တို့ base သမားပေါ့ base သမားရဲ့ယူထားတဲ့အလုံးက root note တစ်လုံးနဲ့ကိုတော့တဲပြီးခံပေးထားတာဘယ်ထိခံပေးထားလဲဆိုလို့ရှိရင်သူကနားထောင်ကြည့်လိုက်အောင်တို့နော်တစ်ချက်တော့ဒီဘက် A minor ကျမှ तू ကဒီ A minor ကိုယူသွားတာအဲ့တော့ဒီ chord တွေအကုန်လုံးမှာဒီ1 chord 2 chord နောက်ပြီးတော့ major 7 1 chord အဲ့ဒါနောက်ပြီးတော့4 chord နောက်ပြီးတော့ major 7 1 chord နောက်ပြီးတော့4 chord 4 chord ပြီးတော့ဒီဘက်3 chord ကျမှ तू ကဒီဟိုကို A minor ကိုပြန်ဝင်တယ် A minor ဝင်ပြီးတော့အဲ့ကြမှာ bass က A minor တော့တောက်လျှောက်ဒီ chord တွေမှာ तू ကဟိုတွေပဲဒီ chord တွေမှာကြတော့တောက်လျှောက်ဘာလို့သုံးလို့ဆိုတော့ဒီဒိုတစ်လုံးနဲ့ကိုတည်ပြီးတော့ခံပေးထားတယ်အဲ့ဒါ pedal တုံးလို့ခေါ်တယ်ကျွန်တော်တို့ကအဲ့တော့ငါတို့တစ်ချက်ဟိုဟာကိုရေးကြည့်လိုက်အောင်ဒါပေါ့အဲ့ထိုကောအဲ့လိုပုံစံမျိုးဖြစ်သွားမှာကျွန်တော်ကနော်အဲ့တော့ဟုတ်ပြီငါတို့တစ်ချက်ပြန်နားထောင်ကြည့်လိုက်အောင်အဲ့ဒါလေးနော်အဲ့ပုံစံဖြစ်သွားမယ်အဲ့တော့ဒီ base ခုနကကျွန်တော်ပြောသူ pedal တုံးသမားကဒီ root note တစ်ခုကိုတီးတယ်ဘယ်ထိတီးနေအောင်ဆိုတော့ဒီ progression တီကို तू ကဒီ root note ကြီးကိုတဲပြီးတော့တီးထားတယ်နော် root note ပေါ့အဲ့ဒါကို root note ဘာလို့ဖြစ်မို့ဆိုတော့ဒီ F က1ဆိုတဲ့ note ကိုတောက်လျှောက်တီးနေတယ်အဲ့ဒါဒူဆိုအဲ့ဒါနော်အဲ့ထိတီးနေပြီပါ तू ကဒီကဒိုတွေကြီးပဲဒီဟာတွေကF ကိုပဲဂိုင်းပြီးတဲပြီးတီးနေတာဘေးစမှာအဲ့လိုမျိုးဖြစ်နေအဲ့ဒါဘာကြောင့်အဲ့လိုမျိုးတဲလို့ရတာလဲနောက်ပြီးကျမှဒီဟိုဟာကိုပြောင်းသွားတာဟိုသူကဒီမဲ့3ပြောင်းသွားပြီဒီမဲ့2ပြောင်းသွားပြီဒီမဲ့4ဝင်လာဒူနော်ဘာလဲဖာရီတို့အဲ့လိုဖြစ်သွားတာဟိုအဲ့ဒါပြောင်းသွားနောက်ပြီးတော့
so perfect keyless နေတယ်သူကဝင်လာတယ်အဲ့လိုမျိုးဒီအောက်ကြမှာ progression ကပြောင်းသွားတယ် base မှာအဲ့ဒီရှေ့ဟာဒီအကုန်လုံးကိုဘာဖြစ်လို့သူက pedal လုံးခံပြီးဒီရလဲဆိုလို့ရှိရင်ဒီ F ရဲ့ကျွန်တော်အဲ့တစ်ချက်ကိုကျွန်တော်ရှင်းပြမယ်နော်အဲ့တော့ကျွန်တော် CV ချရေးကြည့်လာအောင် F ရဲ့နောက်ပြီးတော့ G-7 ပေါ့နော်နောက်ပြီးတော့ F major 7 F major 7နောက်ပြီးတော့ B flat နော် F major 7 B flat ဆိုတော့အဲ့လေးခုပေါ့အဲ့ခေါ်လေးခေါ်နေမှာကျွန်တော်တို့ကအဲ့ခေါ်ရဲ့ဒီဖွဲ့စည်းပုံတစ်ချက်ဒီဟာကိုကျွန်တော်တို့ကြည့်ကြည့်အောင်နော် F ထဲမှာသူကခေါ်တုံးတွေကိုကျွန်တော်တို့ကြည့်လို့ရှိရင်တော့ F ပါမယ် FAC ဆိုတဲ့ခေါ်ထုံးတွေပါတယ် trial တွေဆွဲထုတ်ကြည့်လိုက်135ဆိုတဲ့ trial ကိုဆွဲထုတ် FAC သူရဲ့ trial ရဲ့မျိုးစား135ပေါ့အဲ့ကောင်เนี่ย FAC ဆိုပြီးတော့ပါမနေဘူးလားဒီ G-7 ထဲမှာဆိုလို့ရှိရင်ဟောသူက G ရဲ့နောက်ပြီးတော့ B flat ရဲ့ G ရဲ့ B flat ရဲ့နောက်ပြီးတော့ D ရဲ့ဆိုပြီးတော့ပါတယ်လေဟုတ်တယ်မလား G B flat D ဆိုပြီးတော့ပါတယ်နောက်ဒါပေမဲ့ဒီမှာ7ခံထားတယ်သူက G ရဲ့ 7ဘာထာနုတ်ပေါ့ထာနုတ်ကဘာဖြစ်မလဲ plus 7နုတ်ကဘာဖြစ်မလဲဆိုတော့ F ဖြစ်နေတယ်လေအဲ့ဒါမျိုးဒါကကြတော့ 4 voice chord နေတယ်သူကဝင်လာတယ် G-7 ဆိုအဲ့လိုပဲဒီ F major 7ကောလူနုတ်က F ပါမယ်နော် F major 7ဆိုတော့ F A နော် F A C E ဆိုတဲ့ဟာ F major 7ပါအဲ့ဆိုလို့ရှိရင် F major 7ရရစီတော့ရှောင်းတော့အဲ့ပဲသူကခေါ်ထုံးလေးကျွန်တော်ရေးနေတာနော်သူက B flat ထဲမှာဆိုရင်ရော B flat ထဲမှာဆိုရင် B flat ရဲ့နောက်ပြီးတော့ D ရဲ့နောက်ပြီးတော့ F ရဲ့ဆိုပြီးတော့ပါမနေဘူးလားနော်အဲ့ဒါအဲ့လိုအဲ့ခေါ်ထုံးလေးကျွန်တော်အရင်ဆုံးရေးလိုက်အဲ့တော့အဲ့ထဲမှာပါနေဟိုပါ common ထုံး pedal note က common ထုံးပေါ့အများနဲ့ပါနေတဲ့ notes ကဘာလို့ဆိုတော့ F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  အဲ့ကော်လေးခုတည်းပါအကုန်လုံး F ကအမြဲတမ်းပါနေတာတော့ရှော့ပါနေတာအဲ့တော့ तू ကဒီ base မှာ root note ကိုအဲ့ F ကိုတဲပြီးယူသွားတာဒါပဲအမှန်အဲ့လိုမျိုးဖြစ်သွားတာအဲ့တော့ခင်ဗျားတို့မယုံလို့ရှိရင်ဒီအောင်ခေါ်ကိုင်းပြီးတော့ခေါ်ထုံးတွေကိုခင်ဗျားတို့ကြည့်လိုက်ကျွန်တော်ဒီလိုမျိုး music တွေကိုလက်ခံနားလေတင်နားလေသဘောပေါက်တော့ရှေ့တုန်းကလူကြီးတွေကအဲ့လိုမျိုးတွေချပြခဲ့တာသူတို့ TY နေရလေအရင်တော့ TY နေရောအထင်သေးလို့မရဘူးတက်လားဒီ theory ဘိုင်းကိုလေအရန်ကိုနားလည်ပြီးသဘောပေါက်နားလည်တက်ကြွထားတဲ့လူတွေကြည်ကြည်ချင်းချင်းသိထားတဲ့လူတွေအဲ့လိုမျိုးတွေအဲ့ကြောင့်ဒီခမောက်ဘီယိုလို့ရှင်အဲ့တချင်းရဲ့ intro နားထောင်ကြည့်ကျွန်တော်ပြောတော့ဟုတ်လားမဟုတ်ဘူးလားဆိုတော့နားထောင်ကြည့်လိုက်ပါနော်နော်နားထောင်လိုက်ကြည့်လိုက်အခုက base ကဘယ်လိုယူထားလဲဆိုတာဒါပဲအဲ့တော့ကျွန်တော်တို့ဆက်သွားကြည့်အောင်အဲ့ပဲနောက်က rhythm လေးပြီးရမှကိုကြားလိုက်တာသူကအဲ့မျိုးသူကဒီဟာဒီဘော go ပုံစံမျိုး slow go လို့ hero လို့အဲ့မျိုးပေါ့ဘုံလေးတို့လုံးလေးလို့မြောက်ကန်လေးလို့ဒါဒီဒီမျိုးမဟုတ်ပါဘူးဒီ off လေးမှာခံပြီးတော့ခတ်တာအဲ့ဒါလေးသူက3 or 4 1 2 3 4 1 2 3 4အဲ့တော့တစ်ချက်ဒီအဲ့နောက်ကဟာလေးကိုကျွန်တော်လိုက်ကြည့်ကြအောင်နော်လေးလို့ရောက်ပြန်လေးလို့ရာသီလေးမျိုးချစ်တာအဲ့ဒီလိုက်ခတ်နေရအိုးတော့ဒီဝေးလေးပါရဲ့
chorus ပဲသူကနောက်ကပြီးထားတဲ့ပုံစံနဲ့ off လေးငိုက်ခတ်1 2 3 4 1 2 3အဲ့လိုမျိုးလေးသူက brother ကလေအဲ့ဒါကိုပြောတာကျွန်တော်ကြွတက်လာအောင်နောက်ကနေရိုင်းလမ်းဘေးမှာတီးလို့ပြန်ခတ်နေရမဟုတ်အဲ့ဒါနောက်ကတော့ဒါသူကဒီသူ့စီးချက်နဲ့သူဒီ drama လဲ drama သူ့စီးချက်နဲ့သူကိုကဝေဒီနီချီနေတဲ့လက်တောင်းသားရဲ့နေပေကအဲ့မျိုးတွေကဒီဟိုစီးချက်ပေါ့ time နေမှာအရန်ရေးကြီးတယ်အဲ့ဒါတချင်းတစ်ပုတ်ကိုအသက်ဝင်လာအောင်လုပ်တယ်အဲ့ဒါတွေကဒွန်လဲထန်းဆိုပြီးလို့ဖမ်းလိုက်တဲ့ဟာ off တွေမှာဖမ်းတာစင်ပဲဖွင့်ပြီးအဲ့ဒါမျိုးတွေအရန်ဒီသတိထားရတယ်ကျွန်တော်တို့တချင်းတစ်ပုတ်အသက်ဝင်ဖို့ဆိုဖြစ်ကြတဲ့ဇန်ဒီ for short လို့ short တီးပဲဆိုတော့တီးလို့ရတာပေါ့ဗျာဖိုးတွေပဲတီးပြမှာပေါ့ကျွန်တော်တို့ဟုတ်တယ်မလားဒုံရဲ့လေဘေကလာကဲအဲ့ဒါအဲ့ဒါကြီးဆိုနားထောင်ကောင်းမလားအဲ့တော့အလုံးသားရဲ့လေဘေကလာအဲ့လို off လေးခံပြီးတော့တီးတာအဲ့မှာကျွန်တော်တို့ကသူတို့ဒီ jazz ရဲ့ခြေခံ progression ဖြစ်တဲ့ဒီ 251 chord ကိုသုံးရတာတွေ့ရတယ်ကျွန်တော်တို့ကအဲ့ဒါသူကဒီ251ပဲလေညာရကချီအဲ့ chorus ပဲလေးတို့တစ်ချက်နားထောင်ကြည့်အောင်နော်အဲ့နေရာမှာ diamond မဖမ်းနိုင်လို့ရှိရင်ခင်ဗျတန်းကြိုးပါတဲ့ကွာမှာအဲ့ဒါသူကဒီတချို့ဒီစင်မနီပေါ်မှာတီးနေရတယ်ကျွန်တော်နားထောင်မှုတယ်အဲ့လိုနေရာမျိုးတွေအစိုးပိတ်တွေ drum အစိုးပိတ်တွေနဲ့ဒီဘယ်လိုခေါ်မတီးရတော့ကြတော့အဲ့လိုမျိုးအစိုးပိတ်တွေနဲ့မတီးရတော့ကြတော့ဖိုးကြီးနဲ့တီးရတယ်ရှိတယ်နားထောင်မှုတွေကျွန်တော်အဲ့ဒါတွေကသတိထားမယ့်ဟာတွေ cue ကိုစိုက်ရမှာအဲ့ဒါတွေကနော်အဲ့ဒီမှာနောက်ဆုံးမှသုံးသွားတယ်ဟာဘာလို့ဒီဟိုဒီ home cue မဝင်မနဲ့ဒီ minor လေးနဲ့ပဲဘာလို့အဆုံးသတ်ထားလဲဆိုတော့သူ progression မှာ chorus ရဲ့ progression မှာကြည့်ရအဲ့ဒါကျွန်တော်က cadence တစ်မျိုးဖြစ်တဲ့ desperate cadence ကိုသုံးထားတယ်သူက5 desperate cadence မှာ5 to 6အဲ့လိုမျိုး5 to 6ကိုတွားတဲ့ဟာအခြေခံမှုအပြင်ပေါ့ dominant chord ဒီ 5 ကနေပြီးတော့ဒီအဲ့တော့ကျွန်တော်တစ်ချက်ဒွားပြပါနော်တွေ့လားအဲ့ဒါ desperate key 5 to 6ဘာဖြစ်လို့ဒီ F တဲ့က5ကိုက Cနောက်ပြီး F တဲ့က6ကိုD minor အဲ့ပဲ6ရယ်5 to D minor ဆိုတော့ desperate cadence ဖြစ်နေအဲ့ဒါမျိုးတော်တော်လို့ဆိုလို့ရှိရင်တချို့တချင်းတွေမှာဆိုလို့ရှိရင်ဒီ1ကိုဝင်သွားချင်1ကိုမချဘူးသူကနောက်ထပ်ဘာလာမဲဆိုကျွန်တော်ကမျောနေတဲ့ပုံစံမျိုးအဲ့ဒါမျိုးအဲ့တော့ဒီ6ကိုချလိုက်ခြင်းအပြင်အဲ့လိုဖြစ်သွားတာသူကနော်အဲ့ဒါပြီးတော့မှသူကဒီဘက်ဒီ progression ဒုတိယဒီဟို bus ကိုပြန်ကြော့တယ်ဒါပဲเนาะအဲ့ဒါမျိုးလေးနောက်ပြီးတော့ကျွန်တော်တို့အဲ့ဒါပြီးတော့ဘာဟိုလို့ဆိုဒီဟိုပေါ့ဘာကို highlight လုပ်လဲဆိုတော့ကျွန်တော် solo highlight လုပ်ကြည့်ရ solo ကလေအဲသမားဗျာတက်လားဒီ saxophone ကြီးနဲ့ကြိုင်တာဟာခမလမ်းထွက်နေရပဲအဲ့ saxophone သမားကလေဒီလိုမျိုးပေါ့ကျွန်တော်တို့နားထောင်ကြည့်လိုက်ဗျာဟုတ်ကြsolo မှာသုံးသွားတာခေါ်မျိုးစားတော့သူကဒီ perfect 4 chord နဲ့ရင်ဆုံးစဝင်တာဒီ
major scale ထဲမှာဆိုလို့ရှိရင် तू က tendency ဖြစ်တဲ့ chord အမျိုးစားတာ तू 4 chord လို့ခေါ်တယ်4 chord နော် major scale ထဲမှာဆိုလို့ရှိရင် तू အဲ့တော့ဒီကဘာလို့အဲ့ tendency ဖြစ်နေရလဲလို့ပြောလို့ရှိရင် तू ကနားထဲမှာထောင်းဖြစ်နေတန်းပြီးတော့သတိထားမိရဲ့ chord မျိုးစားမျိုးပေါ့ तू က tendency ဖြစ်နေရဆို तू က scale တစ်ခုပါချိုးချကြည့်လိုက်ဒီ1 2 3 4 5 6 7 8ဆို home key ကိုပြင်ရတယ်7ပေါ့70ပဲပေါ့နော်အဲ့တော့4ကအလဲမှာကြာနေ symmetry ကြာနေအဲ့4ကအလဲမှာကြာနေခေါ် chromatic scale မှာဆိုလို့အဲ့တိုင်းပဲ chromatic scale မှာဆိုလို့ရှိရင် तू ကဒီ symmetry ဖြစ်တဲ့ note က4 sharp 4ပေါ့နော်အဲ့ကောင်တွေကိုကျွန်တော်တို့က tritone မျိုးစားလို့ခေါ်တယ်ဒါပဲမှန်တော့ tendency ဖြစ်နေတာလို့အဲ့တော့ဒီ4 chord ကြီးနဲ့စဝင်ထားတာဘာဖြစ်လို့လဲဆိုတော့တတိထားမိအောင်အဲ့လိုမျိုးဒါဒီခေါ်ဒီကျွန်တော်တို့ဆိုတမယိုးကြအနေနဲ့တီးမယ်ဆိုလို့ရှိရင်ဒီ verse ရဲ့ chord progression ပဲဖြစ်ဖြစ် chorus ရဲ့ chord progression ပဲဖြစ်ဖြစ်ကျွန်တော်တို့ကပြန်ယူတာများတယ်ဒါပေမဲ့ဒီပါကြအဲ့လိုမဟုတ်ဘူး chord progression အစ်စ်ကိုပြောင်းလိုက်တာအဲ့ဒီကွာကိုဆိုလိုပါကြတော့เนาะနားထောင်ကြည့်လိုက်ပါခင်ဗျားတို့လာပြီအဲ့တော့ဘာပါမလဲအဲ့ခေါ်ရတဲ့မှာဆိုလို့ရှိရင်4ကော့ပါမယ်နှစ်ပါးစီเนาะနှစ်ပါးပြီးတော့ဒါပဲအဲ့နေရာမှာလေနည်းနည်းလေးဘယ်လိုခေါ်မို့ဒီ drum ကဘယ်လိုပေးလိုက်လဲတော့သူတန်းဆိုသူကဒီ4 oil မှာစင်မကြီးဖွင့်ပလိုက်တာအဲ့ရောင်နည်းနည်းဘယ်လိုခေါ်မို့ကြားလိုက်ရတာကြီးကလေဒီ timing ဟသွားလို့ပဲကျွန်တော်စိတ်ထဲမှာအဲ့ဒီရှာနာတော့ဒီအဲ့နေရာလေးကိုကျွန်တော်ကြည့်အားတော့ကြည့်အောင်တွေ့လားဒီကဖောင်းမြောက်သေးပဲတော့စင်မဖွင့်တာ4 off မှာဖွင့်လိုက်တာအဲ့ကြမှာဖွင့်ရမှာဒါပေမဲ့4 off မှာ तू ကဖွင့်ပြီးတော့မှဒီဘက်ကို तू ကစလားယူသွားတာအဲ့လိုမျိုးယူသွားတာအဲ့ဒီကတော့နည်းနည်းဘယ်လိုခေါ်မလဲကျွန်တော်မကြိုက်ဘူးပေါ့အဲ့လိုမျိုးလေးလှုပ်သွားတာတော့ထောင်းရတယ်ဗျမှန်တယ်ပြောတာနားထဲမှာကန့်လန့်ပုံစံမျိုးဖြစ်သွားတယ်ဒါပေမဲ့ဒီဝါကတော့သူတို့နောက်ဆုံးပြောင်းဝင်တဲ့ချိန်ပါကြတော့အကြိုက်ပဲဒါလေညာရဲ့ကချစ်ဆိုအဲ့ရှိကပြောင်းဝင်တဲ့ချိန်ကြတော့အကြိုက်ပဲအဲ့လိုဖြစ်သွားတယ်သူပြောချင်တာကဒီသူတို့တွေရဲ့ဒီဖန်တီးနိုင်မှုဟောပေါ့အရေးချစွားတွေ ability ဘယ်လောက်ထိမြင့်မားတယ်ဆိုတော့ကျွန်တော်ပြောချင်တာဒါအဲ့လိုမျိုးအဲ့တော့ဟိုဒီဟိုပေါ့ဘာဆိုင်ရလေဒီတချင်းရလေဒီသူ့ရဲ့အကောင်းဆုံးတချင်းတွေထဲမှာပါတဲ့တပုတ်မျိုးစားအဲ့တော့ကျွန်တော်ဒီတချင်းကိုဟိုပြန်နာထောင်ပြီးတော့ဒီဟိုဘယ်လိုခေါ်မလဲအခွန်ချွတ်ကြည့်ရအောင်အထက်ကအတွင်းသားကိုမြင်အောင်လို့နှိုက်ကြည့်နှိုက်ချွတ်ဖြစ်လို့လှုပ်ထားတယ်ဆိုအဲ့ဒါကိုကျွန်တော်သိချင်တာဒါပဲနော်အဲ့ဒါကြောင့်ကျွန်တော်ဒီဟာလေးကို review လုပ်ရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ video ကိုကြည့်ရှုပေးတဲ့အတွက်နော် bye bye